ပါရမီအရေးချင်းချင်းတူပါလေနဲ့ဘာလို့အောင်မြင်တဲ့လူကအောင်မြင်တယ်မအောင်မြင်တဲ့လူကြတော့လေဘလို့လို့ဘာလို့ဖြစ်တဲ့လောက်ဖြစ်မလာကြတာလေအောင်မြင်မှုဆိုတာညံကောင်းတာပါရမီပါတာဒါမှမဟုတ် तू ကအရန်စူးစမ်းတာကြောင့်လို့ထင်ကြပေမဲ့အဲ့ဒါကအောင်မြင်မှုရဲ့လမ်းစာတစ်ဝက်ပဲရှိပါသေးတယ်အောင်မြင်မှုဆိုတာကိုယ့်ရဲ့နေ့စဉ်လေးလာမှုတွေကနေလာတာပါအဲ့ဒါတွေကဘာတွေဖြစ်မလဲမိတ်ဆွေရဲ့အသက်ထဲက9နှစ်သို့မဟုတ်9နှစ်လောက်ကိုကိုဝါသနာပါတဲ့ပညာရဲ့တစ်ခုကိုဇွဲရှိရှိနဲ့မစုံမနစ်စူးစမ်းမယ်ဆိုရင်မအောင်မြင်စရာအကြောင်းမရှိပါဘူးအောင်မြင်မှုဆိုတာတဦးတယောက်ရဲ့အရေးချင်းကြောင့်မဟုတ်ပါဘူးအဲ့ဒါကအရေးချင်းအခွင့်အရေးအချိန်ခါနဲ့နိုင်ပေါင်းထောင်နဲ့ချီတဲ့လေ့ကျင့်မှုတွေရလာပါပဲအောင်မြင်ခြင်းဆိုတာပါရမီတစ်ခုတဲ့ကြောင့်မဟုတ်ပါဘူးကျွန်တော်တွေကအောင်မြင်တဲ့လူတွေကိုကြည့်တဲ့အခါမှာသူတို့ရဲ့စွမ်းဆောင်ရည်တွေကိုပဲအာရုံစိုက်မိတတ်ကြပါတယ်အောင်မြင်တဲ့လုပ်ငန်းရှင်နာမည်ကြီးတဲ့ကစားသမားထိပ်တန်း creator တယောက်ပြီးရင်သူတို့တွေကပါရမီပါလို့အခုလိုနေရာမျိုးရောက်နေတာပါလို့ပဲကောက်ချက်ချလိုက်ကြပါတယ်အဲ့ဒါအမှန်မဟုတ်ပါဘူးအောင်မြင်သူဇလန်တိုက်ရဲ့နောက်ွယ်မှာအတ္တိလူကိုကြီးထွားလာအောင်ပံ့ပိုးပေးခဲ့တဲ့အခွင့်အရေးတွေပတ်ဝန်းကျင်ကောင်းတွေသူ့ကိုလမ်းပြပေးမဲ့ဆရာသမားကောင်းတဲ့အခြေအနေအကြောင်းတရားတွေရှိနေပါတယ်အောင်မြင်ခြင်းဆိုတာတဦးတယောက်တည်းရှောက်လို့ရတဲ့လမ်းမျိုးမဟုတ်ပါဘူးသူတို့ကိုအားကျနေုံနဲ့တည်းမလုပ်ပါနဲ့သူတို့ကိုဘယ်အချက်တွေကအောင်မြင်စေခဲ့တာလဲဘယ်လိုအလေးကျင့်မျိုးတွေကအောင်မြင်စေခဲ့တာလဲဆိုတာကိုလေ့လာပါတဲ့တန်းဆောင်တဲ့အာရာတို့အကျော်အကြားဆုံးတွေးခေါ်တစ်ခုကတော့နိုင်ပေါင်း1000စီးမြင့်ပဲဖြစ်ပါတယ်အတိတ်ပဲကတော့ရိုးလေးပါပဲကမ္ဘာထိပ်တန်းဆင့်ရောက်သွားတဲ့လူတွေကသူတို့ရဲ့ကျွမ်းကျင်မှုနယ်ပယ်မှာထိတ်ဆုံးမြောက်ခင်အထိနိုင်ပေါင်း1000တိအချိန်ပေးပြီးတော့အပြင်းထန်လေ့ကျင့်ခဲ့ကြတာပါဒါကိုတရားစဉ်းစားကြည့်ပါနိုင်ပေါင်း1000ဆိုတာရက်သက်သက်အနှဲငယ်လည်းမဟုတ်လာအနှဲငယ်လည်းမဟုတ်ပါဘူးအာယုံဆိုင်ပြီးတော့နှစ်ပေါင်းများစွာအားထုတ်ခဲ့ရတဲ့အချိန်ကြီးပါပြောတာပြောရတာထင်တော့မလို့တဲ့ကိစ္စတစ်ခုပါကိုလုံးမဲ့အရာပေါ်မှာတကယ်ကိုကလည်းဝါသနာပါမှဖြစ်မှာပါလူများစုကရလက်ကိုအမြန်လိုချင်ကြတဲ့ business တစ်ခုစလုပ်တာနဲ့ချက်ချင်းအောင်မြင်ကြရတယ်YouTube channel ထောင်ပြီးတာနဲ့ညာတော့ချင်း view တွေ million နဲ့ချီပြီးတော့ဘာတွေဖြစ်ကြရတယ်ကျွန်တော်ကိုလည်းတကယ်ချင်းအပေါင်းအသင်းတွေထဲမှာလာပြောတဲ့လူတွေရှိပါတယ်မင်းရဲ့ video တွေကလူလည်းသိမကြည့်ပါဘူးကွာမင်းရဲ့ page follower လည်းသိမတက်ပါဘူးကွာဆိုတော့လာပြောကြတယ်သူတို့ရဲ့စိတ်ထဲမှာတခုခုဖြစ်တွန်းလာဖို့အချိန်ခဏလေးပေးပြီးတော့ဖြစ်လာမယ်လို့ထင်ကြတာပါဒီမှာတခုပြောချင်တာကကိုဖြစ်ချင်တဲ့ရွယ်ချက်ရှိတယ်ဆိုရင်ရွရွမှုအချိန်ပေးပြီးတော့ဆက်လုပ်ပါထူးချွန်ပြောင်မြောက်မှုဆိုတာအချိန်ယူရတယ်ထူးထူးခြားခြားအောင်မြင်သွားတဲ့လူတွေကအခြားလူတွေလက်လျှော့သွားတဲ့အချိန်မှာတောင်မှသူကဇွဲရှိရှိနဲ့ဆက်လုပ်နေကြတဲ့လူတွေဖြစ်ပါတယ်ရိုးရိုးသားဝန်ခံရရင်ကျွန်တော်ကိုယ်တိုင်တောင်မှလက်လျှော့ခဲ့တဲ့အရာတွေရှိပါတယ်တေချာကိုစဉ်းစားပြီးတော့မှလက်လျှော့ခဲ့တာပါအဲ့ဒါကထိုင်းကြောင်တက်တာပါဘာဖြစ်လို့လက်လျှော့ခဲ့တာလဲဆိုရင်တော့ညာတိုင်းဆင်းတဲ့အချိန်တွေမှာကြောင်းအောင်သွားဖို့ကျွန်တော်ဖိအားတွေအရန်ပေးရတယ်ညာတိုင်းဆင်းတဲ့အချိန်တွေမှာစာတွေလိုက်လို့ဖို့ကိုဖိအားအရန်ပေးရတာကြောင့်ပါဒါပေမဲ့အခု TV လိုရိုက်နေတဲ့အချိန်ကကျွန်တော်ညာတိုင်းကနေပြန်လာပြီးတော့မှရိုက်တာပါအဲ့ဒါကဘာကွာသွားလို့လဲဆိုရင်တော့ဗီဒီယိုရိုက်တဲ့အရာကကျွန်တော်ကိုယ်တိုင်ဝါသနာပါတဲ့အရာတစ်ခုဖြစ်နေလို့ပါအခွင့်အရေးတွေရောက်လာတဲ့အခါကြိုတင်ပြင်ဆင်ထားတဲ့လူကပဲလုံမှုရောက်တာပါမိတ်ဆွေကိုပြန်မေးကြည့်ပါလွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကမရှိဘဲနဲ့ဒီနေ့ခေတ်မှာရှိလာတဲ့အခွင့်အရေးတွေကဘာဖြစ်မလဲ AI ရှိမယ် content creation တွေရှိမယ် online business တွေရှိမယ်အခွင့်အရေးတွေကအများကြီးရှိနေပါတယ်ဒါပေမဲ့မေးစရာတခုရှိတာကမိတ်ဆွေကရောအဲ့ဒီအခွင့်အရေးတွေကိုအသုံးချဖို့အစင်းသင်းဖြစ်ပြီလားဆိုတာပေါ့မိတ်ဆွေရဲ့ပတ်ဝန်းကျင်ကမိတ်ဆွေရဲ့အနာဂတ်ကိုတက်ရောက်မှုရှိပါတယ်တစ်ပင်ဆိုင်တာကိုပဲမြန်ကြည့်ပါဘလောက်ပဲတန်မာတဲ့အစစ်ဖြစ်ပါစေကြီးထွားဖို့မြေစွာကောင်းကောင်းလိုအပ်မယ်ရေနဲ့နေအောင်ကြီးလိုအပ်ပါတယ်လူတွေလည်းထို့တူပါပဲပါရမီကအရေးကြီးပေမဲ့ပတ်ဝန်းကျင်ရဲ့တက်ရောက်မှုကအများကြီးရှိပါတယ်မိတ်ဆွေအချိန်ကုန်တဲ့လူတွေဖတ်နေတဲ့စာအုပ်တွေလေ့လာနေတဲ့ကျွမ်းကျင်မှုတွေနဲ့နေ့တိုင်းလုပ်နေတဲ့အလေးချင်းတွေဒါတွေအားလုံးကမိတ်ဆွေရဲ့အနာဂတ်ကိုလွှမ်းမိုးနေပါတယ်ကိုကိုတိုးတက်ရှင်သိရှိသူတွေနဲ့ဝင်းရမှာစင်ကြေပေးမဲ့အစားလေးလာတင်မှုကိုပဲအချိန်ပိုပေးပါလူအများစုက9နှစ်ဒါမှမဟုတ်10နှစ်အတွင်းမှာသူတို့ဘာတွေပြီးမြတ်အောင်မြင်နိုင်မလဲဆိုတာကိုရှော့တက်ကြပါတယ်အချိန်မတိုင်ခင်လက်လျှော့သွားတတ်ကြပြီးတော့ကြာရှုံးမှုအနှဲငယ်ရှိတာနဲ့အရှုံးပေးလိုက်ကြပါတယ်အောင်မြင်မှုဆိုတာတိုးတက်မှုမတိတာတဲ့အချိန်မှာတောင်မှဇွဲမလျှော့ပဲနဲ့ဆက်လက်စူးစမ်းနေတဲ့လူတွေရှိမှာပဲရှိတာပါပါရမီကတကားကိုဖွင့်ပေးနိုင်တယ်ဒါပေမဲ့စူးစမ်းမှုအခွင့်အရေးတွေနဲ့ဇွဲလုံးလားတွေကဒါမိတ်ဆွေဘယ်လောက်ထိတွားနိုင်မလဲဆိုတာကိုဆုံးဖြတ်ပေးပါတယ်ပြီးတော့ထူးချွန်ပြောင်မြောက်တဲ့အောက်လေယာဉ်တရားဖြစ်ဖို့ဆိုတာမိတ်ဆွေဒီနေ့ရွေးချယ်လိုက်တဲ့ဆုံးဖြတ်ချက်တွေကနေပဲစတင်မှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကမိတ်ဆွေဒီနေ့ပေးဆက်လိုက်တဲ့မိနစ်တိုင်းနိုင်တိုင်းဟာအနာဂတ်မှာမိတ်ဆွေကိုလူကြားထဲမှာထူးခြားထက်မြက်တဲ့အောက်လေယာဉ်တရားဖြစ်စေမှာပါ။အားလုံးပဲကျွန်တော်ဗီဒီယိုတွေကနေအကျိုးတစ်ခုရရှိမယ်လို့မျှော်လင့်ပါတယ်။အခုလိုအကျိုးရှိတဲ့ content တွေကိုဆက်ကြည့်ကြနေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye